မနာလိုမုန်းထားမကောင်းသောအတတ်ပညာတို့နဲ့ပြူစားထားခဲ့ရင်တော့မှကာယကရှင်ကိုယ်တိုင်လာရောက်တောင်းပန်ရသောအထာဏမေတ္တံသို့မဟုတ်တတ်တော်မြေခါထားတော်အထာဏမေတ္တဘိက္ခဝေနဝကသောယံဘုရုပကမေနတထာဂတံဇေဝိတဩရောပိယအနုပကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယံတိဧဒေနသစ္စာဝဇေနတုတိမေဟောတုတပ္ပရာအထာဏမေတ္တဘိက္ခဝေနဝကသောယံဘုရုပကမေနတထာဂတံဇေဝိတဩရောပိယအနုပကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယံတိဧဒေနသစ္စာဝဇေနတုတိမေဟောတုတပ္ပရာဘိက္ခဝေငါဤချစ်သားယံများတို့ယံအကျဉ်ကြောင်းကြောင့်ဘရုပကမေနသူတော်ဘာတို့ဤလုံးလာပြောကဖြင့်တထာဂတံသင်တို့ဆရာငါဖျားကိုဇီဝိတာယုံနံနှထွေမွဲ့ဖို့အတတ်တော်မှာဟောရောပေယခွင်းခွာပြတ်ချွေခြားတတ်လေရာဤဧတံဤသို့ယုံနံခွင်းဖြတ်ခြားတတ်နိုင်ခြင်းသည်အထာဏံအကြောင်းချင်းရမဟုတ်သည်သာတည်းဧတံဤသို့ယုံနံခွင်းဖြတ်ခြားတတ်နိုင်ခြင်းသည်အနဝကသောခွင်းခါမဟုတ်သည်သာတည်းဘေကဝေငါဗျာကိုစောင်းရှောင်းနေညာဥချစ်သားတို့တထာဂတာရှိရှိအတူကြွတော်မူကြကုန်သောမြတ်စွာဘုရားတို့သည်နုဘကမေနသူတော်ဘာတို့လက်နဲ့လုံးလာပယောဂတို့လုံးဝမရှိဘဲနှင့်သာလျင်ပရိနိဗ္ဗာယံတိနိဗ္ဗာန်စံကိန်းငြိမ်တော်မူကြပေကုန်၏ဧတေနသစ္စာဝဇနဤသို့ထုတ်ပြန်ဟုတ်မှန်သောစကားကိုမွတ်ကြားရပေသောကြောင့်မေချမ်းသာလိုလားဘုရားတပည့်တော်အားတပ္ပရာနေယောညင်ပါခခသိမ့်တုတိလက်နပယောကကင်းစင်ပါ၍ဘေးရန်ကင်းကွာချမ်းသာခြင်းဒုက္ခအဝါဝနှင့်ပြည့်စုံခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်း